အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ Ideal Lamsly project ကိုရောက်နေရင်ねဒီ project လေးအကြောင်းကို update လေးထပ်ပြီးတော့ဝေမျှပေးချင်ပါတယ် Ideal Lamsly project ကတော့ပြီးခဲ့တဲ့နှစ်ကြို point ကာလတည်းကထိုင်းလူမျိုးတွေကြားထဲမှာရော foreigner တွေမှာရောပြီးသွားရင်မြန်မာပြည်ကဧည့်သည်တွေတော်တော်များကြားထဲမှာလည်းနာမည်ကြီးခဲ့တဲ့ project ဖြစ်ပါတယ်လက်ရှိမှာတော့ project က 80% 90% လောက်အကုန်ပြီးနေပြီပေါ့နော်ဆိုတော့စပြီးတော့အခန်းတွေအပ်တဲ့ transfer ownership process တွေစနေပြီဖြစ်ပါတယ်ဒီ project ကတော့ Bangkok location မှာနေရအကောင်းဆုံး project အကောင်းဆုံးလို့ပြောလို့ရတယ်အထူးသဖြင့်တော့လက်ရှိမှာဆိုရင်တော့ဒီ project ကဘယ်သူတွေနဲ့တင့်တော်လဲဆိုရင် real demand ပေါ့နော်တကယ်ဘန်ကောက်မှာကိုယ်တိုင်နေထိုင်မှုလဲ plan ရှိတယ်နေရာကောင်းလဲရှာတယ် Bangkok location ကိုလည်းအရင်သဘောကျတဲ့သူတွေအတွက်ဆိုရင်တော့ဒီ project ကနေထိုင်မှုအတွက်ပါရည်ရွယ်တယ် investment အတွက်လည်းအကျိုးရှိတယ် project ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ပုံမှန်ဆိုရင်ဒီ Anana developer ကနေစောက်တဲ့ IDO project တော်တော်များများကနေရာကောင်းတွေမှာရှိပါတယ်။ဘန်ကောက်မှာဆိုရင်နေရာကောင်းလို့ပြောမယ်ဆိုရင်ကျမတို့ကယထာလိုင်းပေါ်မှာကြည့်ရတယ်ပေါ့နော်။ယထာလိုင်းအနေနဲ့အနည်းဆုံးသွားရေးလာရေးအဆင်ပြေဆုံးနေရာတွေဟာရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်ကိုယ်တိုင်နေထိုင်မှုပဲဖြစ်ဖြစ် passive income ရဖို့အတွက်အငှားရှာတာပဲဖြစ်ဖြစ်တန်ဖိုးရှိပါတယ်။လက်ရှိမှာကျမတို့ပြီးခဲ့တဲ့လတုန်းကဖြစ်ခဲ့တဲ့ငလင်ပေါ့နော်ငလင်တန်းတွေရှိတာတော့မှပဲရှိခဲ့တာတော့မှဒါငလင်မြန်မာပြည်ကလှုပ်တဲ့ငလင်ကထိုင်းမှာလာပြီးတော့ high rise တွေမှာလာပြီးတော့ရိုက်ခတ်မှုရှိတယ်။ဒါတော့မှပဲထိုင်းနိုင်ငံရဲ့ကွန်ဒိုဈေးကွက်အထက်မြင့်ကွန်ဒိုဈေးကွက်တွေကဈေးကျသွားတာအပြိုင်ဆိုင်ရောင်းထုတ်တာdeveloper ရနေဈေးအပြိုင်ဆိုင် short ပြီးရောင်းနေဆိုရဲဈေးကွက်ပြတ်သွားတာမျိုးလုံးဝမရှိပါဘူး။ဘာလို့လဲဆိုတော့ high rise condo တော်တော်များများဒီအထက်မြင့် condo တော်တော်များများက PTS လမ်းကြောင်းတွေထားလိုင်းလမ်းကြောင်းတွေအချက်ချကြတဲ့နေရာတွေမှာ developer တွေကဈေးကောင်းကောင်းနဲ့မြေဈေးကောင်းကောင်းပို့ပြီးတော့ပေးပြီးဝယ်ထားပြီးတန်ဖိုးကြီးကြီးနဲ့ high rise တွေကိုစောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလို့ပဲဒီဈေးကွက်ကလှုပ်ရှားမှုပဲရှိတန်ဖိုးအနေနဲ့ဆက်ပြီးတော့ကြားစရာမရှိဘူး Ideal Lamsly ကတော့ဒါ project တွေက transfer ownership တွေလုပ်နေတာဆိုတော့ project မှာလည်းလူစီကားတယ်ဒီ project ကတော့စုစုပေါင်းအထက်35တက်ရှိတဲ့အလွန်အထက်မြင့်ကွန်ဒိုဖြစ်ပါတယ်နေရာအနေနဲ့ပြောမယ်ဆိုရင်တော့အဝါရောင်လိုင်းရဲ့ Lamsly နဲ့သူက2 minutes လောက်လမ်းလျှောက်လိုက်တာနဲ့ရောက်တယ်ပြီးတော့ရင်ဒီ Bangkok location ကစားရတော့အစားတော့ပေါ်တယ်ဒီ local food တွေလည်းအများကြီးပဲဒီနောက်မှာတမော်ဘန်ကပီကလည်းအကျယ်နဲ့အရန်စီရယ်ပေါ့နော်ဆိုတော့ဒီနောက်မှာမြန်မာပြည်ကဧည့်သည်တွေလည်းဘန်ကပီ location ကနေလို့ကောင်းတာဖြစ်တဲ့အတွက်ကြိုက်တယ်အစားတောက်ဆိုရင်ရွေးချယ်စရာတော်တော်များများရှိတဲ့အပြင်ကိုနောက်တစ်ခုကဟာလာအစားတောက်တွေအရန်ပေါ်ပါတယ်ဒီနောက်မှာဆိုတော့ဒါအားလုံးအတွက်အဆင်ပြေတဲ့ location တစ်ခုလိုဖြစ်နေတယ်ပြီးရင်အပြိုင်ဆိုင် project အနေနဲ့ဆိုရင်လည်းဒီဘက်က yellow line ဘန်ကပီနေရာမှာဒီလိုမျိုးတန်ဖိုးရှိတဲ့နေလို့လည်းကောင်းတယ်နေရာလည်းကောင်းတယ် project ရဲ့အရေးတွေးအကုန်အဆင်ပြေတဲ့ project မျိုးကရှာပပအပြိုင်ဆိုင်ရှားပါတယ်ဆိုတော့ဒါ idea ကတော့အခုချိန်မှာ Bangkok location yellow line နေရာမှာ top 1အနေနဲ့ကိုပြောလို့ရတဲ့ project ဖြစ်ပါတယ်ဒီ project ကရှာပပထူးခြားချက်လေးအနေနဲ့ပြောမယ်ဆိုရင်တော့နှစ်ထပ်ဒီဇိုင်းရှိတဲ့ပထမအဆုံး project ဖြစ်ပါတယ် Bangkok location က Sukhumvit လိုမျိုးမဟုတ်ဘဲနဲ့တိတ်ပြီးတော့အများကြီးအပြိုင်ဆိုင်ရွေးရစရာ project တွေတိတ်မရှိဘူးပေါ့နော်ဒီနောက်မှာဆိုရင်တန်ဖိုးတင်တဲ့ project ထဲမှာ live in ရှိမယ်ဒါပေမဲ့ live in နဲ့ရှင်လိုက်မယ်ဆိုရင်လည်းဒါ idea ကတော့အများကြီးရေသွေးရောအခန်းရေသွေးရောနေရာရောအများကြီးကွာခြားပါတယ် unit နဲတာလည်းပါတယ်ပေါ့နော် unit ဆိုလည်းဒါ900ကျော်ပဲရှိတယ် unit 900ကျော်ပဲရှိရဲ့အတွက်ကြောင့်မလို့အများကြီးဒီပြည့်ကျက်နေမှာမဟုတ်ဘဲနဲ့ထိုင်းဆိုလည်းဒါကိုယ်တိုင်နေဖို့အတွက်ရည်ရွယ်ပြီးတော့လာဝယ်ကြမဲ့သူတွေဖြစ်တဲ့အတွက်နေရာလည်းကောင်းတယ်unit လည်းနဲတယ်နေဖို့လည်းအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခါကျတော့အငှားဆိုရင်လည်း studio တော့မှပဲ1300လောက်ကနေပြီးတော့စပြီးတော့ပေါက်တဲ့ passive income အတွက်ကိုရည်ရွယ်ပြီးအငှားတင်တယ်ဆိုရင်ပေါ့နော်နောက်တစ်ခါကျတော့ကိုယ်တိုင်နေဖို့အတွက်ဆိုလည်းနောက်တစ်ကိတ်ဟိုမက်ကိုသွားလိုက်တာနဲ့ Bangkok location ဟိုမက် location အစားတောက်တွေအရင်ပေါ်တယ်ဒီနောက်မှာ the more Bangkok ဆိုလည်းနီးနီးလေးပဲပေါ့နော်သွားလိုက်တာနဲ့ခဏလေးရောက်တယ်ဆိုတော့တက္ကသိုလ်တွေကျောင်းတွေနေရာအစုံ active ဖြစ်တယ်ပေါ့နော်ပြီး hybrid ပေါ့နှစ်ထပ်ဒီဇိုင်းရှိတဲ့
project ကလည်း ideal lamp မှာပဲနှစ်ထပ် design ရှိပါတယ်နှစ်ထပ် design hybrid type တွေကတော့ Sukhumvit ဘက်တွေမှာဆိုရင်တော့အခုနောက်ပိုင်း trend တစ်ခုအနေနဲ့အရင်နာမည်ကြီးရပေါ့နော်တော်တော်များများ trend အနေနဲ့ project တွေကနှစ်ထပ် design လေးတွေကိုကွန်ဒိုတော်တော်များများမှာထည့်လာတယ်အဲ့ထဲမှာအခု Bangkapi location မှာဒီလိုမျိုးနှစ်ထပ် design ရှိတဲ့ hybrid type ရှိတဲ့ condo ကတော့ဒီ project မှာပဲရှိတယ်ဆိုတော့ different ဖြစ်တယ်ဘယ် project မှာဒီလိုမျိုး unit ကိုရှာလို့မတွေ့ဘူးပေါ့နော်စုစုပေါင်း35လွှာရှိရတဲ့မှာအလွှာကျမတို့အလွှာ20ကျော်ပေါ့နော်အလွှာ20ကျော်အထူးသဖြင့်25လွှာပေါ့25လွှာအထိ6လွှာကနေ25လွှာအထိကတော့ရိုး simplex လို့ခေါ်တဲ့ပုံမှန်အခန်းတွေပေါ့နော် simplex ဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးကလည်းနည်းနည်းလေးပို့ပြီးတော့တက်တာတယ်အလွှာ26လွှာကနေ35လွှာကတော့ hybrid လို့ခေါ်တဲ့နှစ်ထပ် design တွေပဲရှိတော့မယ်အလွှာအမြင့်မာထားတာရောနှစ်ထပ်ဖွဲ့ထားတာရောဆိုတဲ့အတွက်ကြောင့်မလို့ simplex ထက်တော့ပို့ပြီးတော့သူကတန်ဖိုးနည်းနည်းပိုမြင့်တယ်ဒါပေမဲ့နေရဆိုရင်လေနှစ်ထပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ space ပိုရတယ်ပို့ပြီးတော့ private ဖြစ်တယ်အထက်အမြင့်ဖြစ်တဲ့အတွက်ကြောင့်မလို့ view clear view ထင်ထင်ရှားရှား view ကောင်းကောင်းရတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကတော့အားသာချက်ပါအခုလက်ရှိမှာတော့ simplex ကတော့အကုန် developer မှာ sold out ဖြစ်တယ်ပေါ့နော်မရှိတော့ဘူးအဲ့တော့ simplex လိုချင်တယ်ဆိုရင်တော့ investor unit နှစ်ခုရှိတယ်အဲ့နှစ်ခန်းကတော့ကျွန်မရှိမှာ simplex ပြန်ရောင်းမှုအတွက်ရှိရပေါ့နော် hybrid ဆိုရင်တော့ရွေးချယ်စရာရှိတယ် investor unit ပဲဖြစ်ဖြစ် developer direct ပဲဖြစ်ဖြစ်ကျွန်မရှိမှာ hybrid နှစ်ထပ် design လေးတွေရှိတယ် hybrid ကတော့လူအတွက်ပို့ပြီးတော့ကောင်းလဲဆိုရင်ကိုယ်တိုင်မှာနေထိုင်ဖို့ရည်ရွယ်တဲ့သူတွေအတွက်ဆိုရင် hybrid အခန်းလေးတွေကဒီ ideal ရဲ့ unit လေးရောက်အရင်လှတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကြကြဝန်းဝန်းရှိမယ်နေလို့ကောင်းမယ်ပို့ပြီးတော့ space ပို့ရတယ်နှစ်ထပ် design ဖြစ်တဲ့အတွက်ကြောင့်မလို့ modernize ဖြစ်တဲ့ trend ထဲမှာမိတယ်ပေါ့နော်ဒီ project ကတော့ကျွန်မအနေနဲ့ပြီးခဲ့တဲ့ကြို point ကာလတွေကနေပြီးတော့နေရာအနေထားကလည်းစိတ်ဝင်စားခဲ့တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအခုကြို point ကာလပြီးသွားပြီ project ဆောက်လို့ပြီးသွားတဲ့အခါမှာနေရာအနေထားနဲ့လာပြီးတော့ project ကိုလာကြည့်ရရဲ active ဖြစ်နေတဲ့အခြေအနေလေးကလည်းတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးတော့ဒါ project ကထိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်လက်ဖောင်ကနေပြီးတော့အစိမ်းရောင်လိုင်းဆမ်မလုံထိကိုသူကချိတ်ထားတဲ့အဝါရောင်လိုင်းကတော့ပြီးသွားတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခုအဝါရောင်လိုင်းကလက်ဖောင်ဘက်ကိုပဲသွားSukhumvit line နဲ့ပဲသွားတလန်းနဲ့ပဲပေါ့နော်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာက orange line တစ်ခုလာပါမယ်ဒီ Bangkapi location မှာ yellow line နဲ့ orange line လာဆုံမှာကအခု Yellow lamp မှာပဲရှိပါတယ်ဒီ ideal project ကနောက်ပိုင်း orange line လာရဆိုရင်လည်းပိုပြီးတော့တန်ဖိုးရှိလာမယ်ဘာလို့လဲဆိုတော့ orange line ကကျမတို့ပတူနန်တို့ပြီးတော့ရင် Ramanai တို့နောက်တစ်ခါကျတော့လုံဖီနီပဲဒီသွားလို့ရတဲ့အဲ့ပဲချမ်းနေပေါ့နော်ကိုချိတ်ဆက်ပေးတဲ့ line ဖြစ်တဲ့အတွက်ကြောင့်မလို့ Yellow lamp ကနေတန်းသွားလိုက်တာနဲ့မြို့လေကောင် Central Wall တို့ပတူနန်တို့ကိုလွယ်နဲ့ရောက်လာနိုင်တယ်အဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာ investment ဆိုလဲဒါ foreigner တွေကဒီသွားရေးလာရေးအဆင်ပြေပြီးဆိုတာနဲ့ဒါ Bangkapi ဘက်မှာလဲအငှားအတွက်ကို project အသစ်လည်းဖြစ်တာအတွက်ကြောင့်မလို့စိတ်ဝင်စားလာမယ်အငှားတွေကနောက်ပိုင်းမှာစီကားလာနိုင်တဲ့သဘောရှိတယ်ဆိုတော့ဒီ project ကတော့လက်ရှိမှာတော့ဒါစောက်လုပ်ပြီးစီးနေပြီ transport ownership တွေလုပ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းတွေ inspection ဝင်တာလုံးနေပြီဆိုတော့ဒီနှစ်အတွင်းမှာပဲအားလုံးစပြီးတော့ ready to move in နေဖြစ်ပြီးတော့ project ကစစ်စီကားလေးနဲ့ပြီးမဲ့သဘောရှိပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင်ဒီ project နဲ့ပတ်သက်ပြီးတော့ကျန်တဲ့ unit ရနိုင်တဲ့ unit တွေဈေးနှုန်းတွေပြီးတော့ရင် investor unit တွေစိတ်ဝင်စားရဆိုရင်ကျမရဲ့ messenger ဖုန်းနံပါတ်ဆက်သွယ်လိုက်လို့ရပါတယ်ရှင်